တခါကရာသမားတဦးသည်သူ့ခြံထဲတွင်ကျမများကိုမွေးမြူထားလေသည်တချို့ကျမများသည်ဝါဖြိုးနေကြကတချို့ကပိန်လီနေကြလေသည်ဝါဖြိုးနေသောကျမများသည်ပိန်လီနေသောကျမများကိုမကြာခဏနောက်ပြောင်ကအယူပေါ်အရေးတင်နေတဲ့ကောင်တွေပိန်လီနေတဲ့ကောင်တွေငပိန်6တွေဟုကဲ့ရဲ့ဆိုမိကြလေသည်တနေ့တွင်ရာသမား၏ဇနီးဖြစ်သူသည်ကြက်သားဟင်းချက်ရန်ကြက်ချံထဲသို့ဆင်းသက်လာခဲ့လေသည်ရာသမား၏ဇနီးကကြက်ချံထဲတွင်လက်နှပ်၍ပိန်လီနေတဲ့အကောင်တွေဆိုရင်အသားနည်းမယ်ဝဝလင်လင်စားရမှာမဟုတ်ဘူးဝဝဖြူဖြူအကောင်တွေကိုရွေးမှဖြစ်မယ်ဒါမှဟင်းကောင်းကောင်းချက်လို့ရမယ်ဟုဆိုကစုဖြိုးနေသောကျမများကိုရွေးချယ်ကကြက်ချံထဲမှဆွဲထုတ်ယူဆောင်သွားလေသည်ကျမများသည်ရာသမား၏ဇနီး၏မိဖို့ကြောင့်သို့ရောက်ရှိလေသည်သူတို့သည်မကြာမီကာလတွင်တက်ဖြတ်ခံရကဟင်းလျာဘဝသို့ရောက်ရှိကြတော်မူဖြစ်သည်ကျမများသည်ယခုအခါသူတို့၏ဝဖြိုးမှုကိုအပြစ်တင်ကြလေသည်ငါတို့ပိန်လီနေကြရင်အခုလိုအသက်ခံရမှာမဟုတ်ဘူးဟူ၍လည်းသိမြင်လာကြလေသည်ပိန်လီနေသောကြက်များကိုလှောင်ပြောင်မိသည့်အတွက်လည်းများစွာနောင်တရမိကြလေသည်သို့သောအချိန်ကနှောင်းသွားခဲ့လေပြီပိန်လီနေသောကြက်များကကြက်ချံထဲတွင်ပျော်ရွှင်စွာဖြင့်ကြံ့ရစ်နေခဲ့ကြလေပြီဖြစ်သည်